ဒီနေ့မှာတော့ကျွန်တော် ARK download ဆွဲပေါ်လို့ရှိရင်ကျွန်တော်ဝင်တဲ့နေရာမှာကြာရဲဆိုတော့ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်လုပ်ပြမှာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ဒီမှာ VPN ရှိရပေါ့ VPN နဲ့ဝင်မယ် VPN ဝင်ပြီးသွားလို့ရှိရင်ကျွန်တော် VPN ကြော်လိုက်မယ်ကြော်လိုက်ပြီးနည်းနည်းတော့စောင့်ပြီးလိုက်ပါတော့ဆောင်းလိုက်လို့ရှိရင်ကျွန်တော်ဖြုတ်ရမှာပါဖြုတ်ရလို့ရှိရင်ကျွန်တော်ပြန်ထွက်ပြီးတော့ကျွန်တော်ဂိမ်းနဲ့ပြောင်းဝင်ပါတော့ဂိမ်းနဲ့ပြောင်းဝင်လို့ရှိရင်ကျွန်တော်ဒီမှာနှိပ်လိုက်လို့ရှိရင်ကျွန်တော်အဲ့ကောင်ကစပြီးတော့တက်ပြီးတော့နော်စပြီးတက်တာကိုကျွန်တော်စောင့်လိုက်မယ်ဒီလိုဆိုရင်တော့ကျွန်တော်တို့ဆော့လို့ရပါပြီပေါ့အဲ့ချိန်ကျရင်ကျွန်တော်တို့ဂိမ်းနဲ့ဝင်ကြည့်လို့ချက်